ဒီလ18ရက်နေ့မနေ့ပိုင်းမနေ့ရဘူးเนาะကျွန်တော်မလေးရှားဝန်ကြီးချုပ်အန်ဝါနဲ့အန်ယူဂျီခေါင်းဆောင်တွေပြီးလို့ရှိရင်စစ်ကောင်စီအကြံဖက်မရောက်နိုင်တဲ့ဒါအစည်းအဝေးထိုင်ဆွေးနွေးကြတာပေါ့မီဒီယာထိုင်ကြတာပေါ့ online ဒီတည်င်းကိုကျွန်တော်တို့ကြည့်ပြီးတဲ့နောက်မှာကျွန်တော်တခုသွားရောတွေးမိတယ်ပေါ့နော်မင်းအောင်နိုင်ရဘာလဲလုပ်နေတကယ်တော့မင်းအောင်နိုင်အခုလိုမျိုးနိုင်ငံတကာခေါင်းဆောင်တွေနဲ့ရင်းနှီးမှုရအောင်ပြည့်စုံမှုရအောင်သူကြိုးစားနေတာတခြားသာမဟုတ်သူထွက်ပေါက်ဖြစ်တဲ့ရွေးကောက်ပွဲအတွက်သူကြိုးစားနေတာမင်းအောင်နိုင်ရွေးကောက်ပွဲလုပ်ဖို့ကနိုင်ငံတကာကထောက်ခံမှုရမှသူကလုပ်ရမှာအဲ့ရွေးကောက်ပွဲလုပ်ရမှပဲသူကရွေးကောက်ပွဲမှာနိုင်တဲ့ပါတီကိုသူကအာဏာပေးမယ်ပြီးရင်သူကအနောက်ကိုကျူးကိုင်တယ်ဒီလိုပုံစံနဲ့အာဏာရှင်တွေအသက်ဆက်လာခဲ့တာတော်တော်လေးကြာပါပြီเนาะဒီလောက်ပဲဒါကိုကျွန်တော်တို့ပြည်သူတွေကတတိထားဖို့လိုတယ်နိုင်ငံရေးအသွားလောက်ကျွန်တော်တစ်ချက်ဂရုစိုက်ဖို့လိုတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့တွေလွန်ခဲ့တဲ့သိန်းစိန်တို့လက်ထက်ကလူမျိုးเนาะတန်းဆွေတို့လက်ထက်ကလူမျိုးအမောင်းတွေကိုပြန်မသွားချင်းလို့ကျွန်တော်တို့အခုအခင်းပြီးလို့ကြောင်းကြည့်မှရပါမယ်เนาะကျွန်တော်တို့တွေဒါပေါ့ဆဆလေးတို့ကျွန်တော်တို့မထင်သေးချင်ဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်အခုထိုင်းနိုင်ငံမလေးရှားနိုင်ငံဆိုတာဒါကျွန်တော်တို့မြန်မာပြည်သားတွေအများစုအလုပ်လုပ်ကိုင်နေတဲ့နိုင်ငံတွေဖြစ်တယ်ထိုင်းနိုင်ငံဝန်ကြီးချုပ်တွေနဲ့လည်းမရောက်နိုင်တဲ့အဆက်အသွယ်တွေကောင်းတယ်ရင်းနှီးမှုတွေတိစောက်ထားနိုင်တယ်ပြီးလို့ရှိရင်အခုမလေးရှားဝန်ကြီးချုပ်တွေနဲ့လည်းမရောက်နိုင်လို့ကဒါယုံကြည်မှုတွေတိစောက်ထားနိုင်ဘူးเนาะဒီအကြောင်းအရာတွေကဒါကျွန်တော်တို့အတွက်တော့ဒါကောင်းတဲ့ရက်လက်တွေတော့မဟုတ်ပါဘူးဆိုးတဲ့ရက်လက်တွေဖြစ်လာနိုင်။ဘာကြောင့်ဆိုတော့ဒီထိုင်းနိုင်ငံတို့မလေးရှားတို့เนาะတရုတ်တို့ဒီနိုင်ငံတွေရတာထောက်ရောက်လိုက်ရွေးကောက်ပွဲထောက်ခံမှဆိုရင်နိုင်ငံတကာတဲ့ဒီရွေးကောက်ပွဲကိုအတိမတ်ပြုအောင်အဲ့လိုအတိမတ်ပြုလို့မင်းအောင်လိုက်ရွေးကောက်ပွဲလုပ်ပြီးဆိုရင်အဲ့ဒီတက်လာမဲ့ပါတီတွေရတယ်မင်းအောင်လိုက်ရဲ့လက်အောက်မှာပဲအလုံးလုံးနေရမှာပဲမင်းအောင်လိုက်အနောက်ကိုကျူးကိုင်တယ်အဲ့တော့ကျွန်တော်တို့ပြည်သူတွေကိုပေးမဲ့เนาะဒီမိုကရေစီပါတဲ့အတူရောင်လိုပဲဖြစ်မှာအဲ့တော့ကျွန်တော်တတိထားဖို့လို့မင်းအောင်လိုက်ဘလောက်ပဲကျူးသားမြန်မာပြည်ရဲ့လူထုခေါင်းဆောင်ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘာဖြစ်လို့အဲ့လိုမျိုးပြောရတာလဲဆိုမင်းအောင်လိုက်မှာခေါင်းဆောင်တစ်ယောက်ရဲ့အရေးချင်းသူ့မှာပါကိုမရှိမင်းအောင်လိုက်မှာရှိတာကလင်ကကျင့်ရယ်သူ့အကျိုးစီးပွားအတွက်သူ့မိသားစုအတွက်သူ့ရဲ့ပေါင်းဖိုင်အတွက်ပဲသူကလောက်တတ်တဲ့ခေါင်းဆောင်ပိုင်းလည်းသူ့မှာရှိတယ်ပြည်သူတွေဖွံ့ဖြိုးတိုးတက်ဖို့ပြည်သူတွေအတွက်ဆိုတာသူ့မှာမရှိနိုင်ငံတိုးတက်ဖို့အတွက်ဆိုတာသူ့ခေါင်းထဲမှာမရှိသူ့ခေါင်းထဲမှာရှိတဲ့သူအာဏာတည်မြဲမယ်သူ့ရဲ့မိသားစုစီးပွားရေးကောင်းမွန်မယ်သူ့ရဲ့ပေါင်းဖိုင်အဆင်ပြေအောင်သူလုပ်ပေးမယ်ဒါပဲသူစဉ်းစားတာဒါကြောင့်မင်းအောင်လိုက်ဘယ်တော့မှမြန်မာပြည်သူရဲ့ခေါင်းဆောင်ဘယ်တော့မှဖြစ်လာမှာမင်းအောင်လိုက်ကိုထောက်ခံနေတဲ့လူတချို့ပြောတယ်မင်းတို့တွေကတဲ့အမေခြုံတဲ့ကောင်တွေငါတို့အမေစုကိုငါတို့တွေထောက်ခံတော့သူတို့တွေကငါတို့ပါပြောဆိုတော့မေတို့ကလည်းထမိန်ခြုံကောင်လေးဟုတ်တယ်ငါတို့ထမိန်ခြုံကောင်ထားလိုက်ပါဒါပေမဲ့အမေစုငါနိတာအာဏာရတဲ့အချိန်မှာဥပဒေအရာပေါ့နော်100ရာခိုင်နှုန်းလောက်ပိုင်ခွင့်မရတာ90ရာခိုင်နှုန်းလောက်လောက်ပိုင်ခွင့်ရတာတော့ငါတို့မြန်မာပြည်မှာကွာအဖက်ဖက်ကတော်တော်လေးမှတိုးတက်လာတယ်ပြည်သူတွေဆိုရတော်တော်လေးမျက်စိတွေနားတော်တော်လေးပွင့်လာတယ်စီဝါရေးဆိုရတော်တော်လေးနက်နက်ထူလာတယ်ကွာအဖက်ဖက်မှာကွာလမ်းပန်းဆက်သွယ်ရေးအစအကုန်လုံးပညာရေးပါအစကွာအကုန်လုံးကတိုးတက်လာတယ်ဒါပေမဲ့အခုမင်းတို့အာကိုးနေတယ်မင်းတို့ထောက်ခံနေတယ်ဆိုတော့မင်းအောင်လာတော့အခုအာဏာသိမ်းပြီးနောက်ပိုင်းပေါ့4နှစ်5နှစ်တည်းဝင်နေပြီ။ဘာတိုးတက်လာနေမှာဖြစ်အခုမြန်မာပြည်ကကွာမင်းရတဲ့ဖိချာကြည့်ကိုနိုင်ငံနဲ့မတူတော့နော်မြန်မာနိုင်ငံကပြောမြန်မာနိုင်ငံနဲ့မတူတော့တော်ကြီးဖြစ်နေနော်လုံးဝကြုံကြကြပြီးတော့နေစရာမကောင်းတော့အောင်နိုင်ငံကစုပ်ပြတ်တတ်နေကွာအဲ့တော့မင်းတို့မင်းအောင်လိုက်ကွာ4နှစ်ကျော်5နှစ်အုပ်ချုပ်တဲ့ကာလနဲ့အမေစုနော်5နှစ်တာအုပ်ချုပ်ခဲ့တဲ့ကာလမင်းတို့ပြန်ရောတိုင်းတိုက်ချင်ဘယ်မှာအရေးချင်းရှိတယ်ဘယ်မှာအရေးချင်းမရှိဆိုတော့မင်းတို့ခက်မှန်ကြည့်နော်မင်းတို့တွေမင်းအောင်လိုက်ကိုထောက်ခံကွာ
โอเคမင်းတို့ဒါတော့မင်းတို့လွတ်ပိုင်လွတ်လပိုင်ခွင့်ပဲငါမချုပ်ချယ်ဘူးကွာမင်းတို့ထောက်ခံလို့ရတယ်ဒါပေမဲ့ကိုထောက်ခံတဲ့လူကနိုင်ငံကောင်းကျိုးအတွက်ဘာတွေလုပ်ပြီးလဲအခုမင်းအောင်လိုင်ကွာမြန်မာနိုင်ငံအတွက်ဘာတွေလုပ်ထားလဲမင်းတို့ရှိတာမင်းအောင်လိုင်လုပ်ထားတာရှိရင်မင်းတို့ချပြပါဘာတွေလုပ်ထားလဲအခုမင်းအောင်လိုင်မြန်မာနိုင်ငံအတွက်ကွာဘာတွေဖွင့်ပြအောင်လုပ်ပြီးလဲပြီးစီးပွားရေးကောင်းမွန်ဘာတွေလုပ်ပြီးခဲ့တော့အဲ့ဒါကိုမင်းတို့ငါ့ကိုချက်ချပြနော်တေချာတော့မင်းအောင်လိုင်ပဲသိအောင်ကြိုးစားဘယ်တော့မှမြန်မာနိုင်ငံလူထုကောင်းဆောင်ပြီးဘယ်တော့မှဖြစ်မှာတကယ်လို့မင်းအာဏာရနေတယ်မင်းမတရားတဲ့အာဏာပြည်သူတွေရဲ့ကျင့်စာအာဏာကိုပဲမင်းရဘူးမင်းကဘယ်တော့မှပြည်သူကောင်းဆောင်တယောက်မင်းကဘယ်တော့မှဖြစ်မှာမဟုတ်မင်းအရေးချင်းကကောင်းဆောင်တယောက်ရည်ချင်းကမရှိဘူးကွာမင်းအရေးချင်းကကလေးကျင့်ရရှိတယ်ပြည်သူတွေအတွက်မကောင်းမွန်မလုပ်ပေးနိုင်တဲ့အချင်းမင်းမှာဘာတစ်ခုမှမရှိဘူး